အရသာအေးလီနဲ့ကန်တုံစတိုင်ကြာစံပေါင်းရှူးရှူးရှင်းရှင်းနဲ့အရန်အရသာရှိတဲ့ကန်တုံစတိုင်ကြာစံပေါင်းနည်းလေးကိုဒီနေ့မှကျွန်တော်ကမျှဝေပေးခြင်းပါတယ်အလွယ်တကူလှုပ်ဆောင်လို့ရတဲ့ပြေုံမှာတသားမိမိနဲ့အင်္ဂလူကြီးပါကြိုက်နေတတ်ကြတာမလို့လုံနည်းလေးကိုကြည့်ရှုပေးကြပါအောင်နော်ပထမဆုံးစံညာစံတွေကိုရင်နွေးနဲ့9မိနစ်ခန့်စိမ်ပေးထားပါမယ်အဲ့လိုရေစိမ်ထားတော့မှဝက်ကြိတ်သားမြင်းတွေကိုစားငရုတ်ကောင်းဘဲငယ်များရဲ့ခရုစီကစုံမုံနဲ့အစီနှင်းငယ်တို့ထည့်ပြီးတော့3မိနစ်ခန့်နှပ်ပေးထားပါမယ်ခုနစိမ်ထားတဲ့ကြာစံတွေကိုရေစစ်ထုတ်ပြီးတော့မြေပဲစီဘဲငယ်များရဲ့အကြည်နဲ့အနောက်တို့ထည့်နေပေးထားပါမယ်ဒေဝရဲမှာစီပူလာရင်စက်သွမြူဂျင်းတို့နဲ့ဝက်သားတို့ထည့်ပြီးတော့အယောင်ပြောင်းလာတဲ့အထိကြော်ပေးရပါမယ်ပြီးတော့မိမိနှစ်သက်ရမုံလောင်းနေစက်သွနီနဲ့ပဲပင်ပေါက်တို့ထည့်ကြော်ပြီးတော့စားနှင်းငယ်ထည့်ပေးရပါမယ်ဟင်းသီးဟင်းရွက်တွေနွမ်းသွားပြီဆိုရင်တော့မီးပိတ်ပြီးတော့ကြာစံနီနဲ့ကြော်ထားတဲ့ကြက်ဥတို့ထည့်ပြီးတော့အကုန်လုံးရုံးမွေပေးလိုက်ပါမယ်နောက်ဆုံးအနေနဲ့အားလုံးရုံးမွေထားတဲ့ကြာစံတွေကိုပကံများတွေကိုထည့်ပြီးတော့ပေါင်းရဲမှာရေဆူဆူနဲ့9မိနစ်ခန့်ပေါင်းပေးရမှာပါဒီလိုမျိုးပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ကြာစံသားကအေးလေးနဲ့အရသာတွေအထဲထိစိတ်ဝင်သွားစေပါရီပေါင်းပြီးရင်တော့အပေါ်ကနေစက်သွန်ပိတ်လေးတွေဖြူပေးလိုက်မယ်ဆိုရင်တော့အရသာရှိပြီးလူတိုင်းကြိုက်မယ်ကန်နွန်စတိုင်စံကြာစံပေါင်းကိုသုံးဆောင်နိုင်ပါပြီလူချင်းမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်အိမ်မှာအခုလိုကြာစံလေးကိုပေါင်းစားကြည့်ကြပါဦးနော်